ဟောပေါ်ကြိုက်တဲ့သူတွေအတွက်စောင်းလို့ကောင်းတဲ့ဆိုင်လေးတွေ့ထားပါတယ်အားလုံးမင်္ဂလာပါရှင်ကိုဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုခုနစားနေရရှင်နဲ့ဟောပေါ်ကစက်သားရောဝတ်သားရောပါတဲ့အပြင်ဝတ်စတူးဝတ်နှံယူတွေပါပါတယ်ဝတ်သားဆိုရင်လည်း3ထပ်သားဝတ်စဥဝတ်ဥချောင်းဝတ်ခောက်တွေပါပါသေးရဲ့နောက်ပြီးတော့အခုဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းကြက်ဥလိတ်တွေငုံဥတွေပါပါတယ်အခုမြင်နေရတဲ့အလွာရဲ့အောက်မှာတော့ခုနကပြောတဲ့ဝတ်စတူးတွေဝတ်နှံယူတွေမြင်ရမှာပါအောက်ဆုံးအလွာမှာဆိုရင်ကစုံဥပိန်းဥတွေပါအပြည့်ထည့်ပေးထားတာပါရှင်ခုနအခုယူထားတဲ့အိုးလေးကသိန်းတန်အိုးပါလူ4ယောက်ကောင်းစားလို့ရပါတယ်ဒီယူနီဟော့ပေါ့ကစားမဲ့လူအရှိအတွက်ပုံမူတည်ပြီးတော့မှ2ယောက်စာအိုးဆိုရင်4000ကနေစပြီးတော့မှ6000 8000တသိန်းအထိအမျိုးမျိုးရှိပါတယ်ရှင်အဲ့ဒါအပြင်မှာအရွက်တွေမှာပြီးတော့မှလည်းမြုပ်စားလို့ရပါသေးတယ်ကျန်တဲ့အသားပွဲတွေလည်းအဲ့လိုပါပဲမလောက်ခဲ့ဘူးဆိုလို့ရှိရင်တီးတဲ့တပွဲချင်းစီထက်မှလို့ရပါတယ်ရှင်ဆိုင်ရှင်အန်နီကလည်းအရင်ကတဘောကောင်းပါတယ်တရတီးကြီးလည်းခွဲကျွေးရဲ့အပြင်နေကြစီနေပါချပေးထားပါတယ်နောက်ပြီးတော့ဒီဆိုင်ကဟော့ဘော့တိန်ကောင်းတာမဟုတ်ပါဘူးရှန်ထမင်းဟင်းတွေပါရပါတယ်ရှန်ထမင်းဟင်းတွေဆိုရင်ကိုတို့ဒီမူဆယ်မန်းလေးသွားတဲ့လမ်းမှာစားတဲ့အကျော်အလောရှဲဆိုင်ကပုံစံလိုမျိုးဒီပုံစံနဲ့အရာတော့ထွက်ပါတယ်ရှင်ကိုအကြိုက်ဆုံးကတော့ဝက်ဥလို့ကြော်ပါအောင်လေးတွေကတော့အရင်တစ်ခေါက်စားထားတာဖြစ်လို့မရိုက်ခက်လိုက်ရပါဘူးဒီဆိုင်လေးကတော့66လမ်း40ကြားကမူဆယ်ရှမ်းဆိုတဲ့အဆိုင်လေးပဲဖြစ်ပါတယ်ဆိုင်ရဲ့အရှိမဟော့ပေါ့အိုးတွေလည်းတန်းစီပြီးတော့ထောင်ထားပါတယ် vlog လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်ရှင်နောက် vlog ဒီမှာပြန်နေကြမယ်နော်အားလုံးပဲ bye